တတိယတန်းကျောင်းသားကဆရာမကိုဓာတ်နဲ့လိုက်ခုတ်လို့တစ်ကြောင်းလုံးဝေယုံသုံးကားဖြစ်ထိုင်းနိုင်ငံစခုနခွန်ခရိုင်မှမူလာတန်းကျောင်းတစ်ကျောင်းမှာ3တန်းကျောင်းသားလေးတစ်ယောက်ကသူ့ရဲ့အတန်းပိုင်ဆရာမကိုဓာတ်ရှည်နဲ့လိုက်ခုတ်လို့တစ်ကြောင်းလုံးဝေယုံသုံးကားဖြစ်သွားခဲ့ပါတယ်ဒီဖြစ်ရပ်ကို Facebook စာမျက်နှာမှာဗီဒီယိုဖိုင်ပြန့်နှံ့လာရာကနေလူပြောများသွားခဲ့ပါတယ်ဗီဒီယိုထဲမှာဆရာမဖြစ်သူဟာအသက်လူထွက်ပြေးနေရပြီးအသက်9နှစ်အရွယ်3တန်းကျောင်းသားလေးကလက်ထဲမှာဓာမအရှိကြီးကင်ပြီးအနောက်ကနေလိုက်နေတာကိုထိတ်လန့်ဖွယ်တွေ့ရပါတယ်ထိုင်းသတင်းတွေအရဒီကျောင်းသားဟာရခင်ကလေးကကျောင်းမှာရန်လိုတဲ့အပြုအမူတွေအမြဲလုပ်လို့ရှိပြီးတငယ်ချင်းတွေကိုအနိုင်ကျင့်တာချင်းချောက်တာနဲ့အခြားကလေးတွေစီကပတ်စံအတင်းတောင်းတာမျိုးတွေလုပ်တတ်တယ်လို့ဆိုပါတယ်အချို့မိဘတွေကဒီကလေးရဲ့အနေအကြောင်းသားသမီးတွေကိုကျောင်းပြောင်းလိုက်ရတာအထိပင်ရှိခဲ့ပူပါတယ်ယခုတစ်ချိန်မှာတော့ဒီကျောင်းသားကအတန်းထဲမှာတငယ်ချင်းတစ်ယောက်နဲ့စကားများရန်ဖြစ်ကြရာဆရာမကဝင်ဖြန့်ဖြေပြီးကလေးကိုဆုံးမလိုက်ပါတယ်ထို့သို့ဆုံးမတဲ့အခါဒေါသတကြီးနဲ့ဆရာမကိုဆဲဆူအော်ဟစ်ခဲ့လို့ကျောင်းကနေအိမ်ပြန်လွတ်ပြီးမိဘတွေကိုအကြောင်းကြားခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာဒီကျောင်းသားကကျောင်းကိုဓာမအရှိတစ်ချောင်းနဲ့ပြန်ရောက်လာပြီးသူ့ကိုဆုံးမလိုက်တဲ့ဆရာမကိုလိုက်ရှာခဲ့ပါတယ်ဆရာမကိုတွေ့တဲ့အချိန်မှာဓာတ်နဲ့လိုက်ခုတ်လို့ဆရာမဟာအော်ဟစ်အကူညီတောင်းထွက်ပြေးရပြီးအခြားကျောင်းသားလေးတွေကလည်းလန့်ပြီးငိုကြပါတယ်နောက်ဆုံးမှာကျောင်းဆောင်အမျိုးသားကြီးကကြားဝင်ပြီးဒီကျောင်းသားလေးကိုကွင်းပြင်ဘက်ခေါ်သွားကစိတ်အေးအေးထားဖို့ဖြောင်းဖြပြီးဓာတ်ကိုသိမ်းယူလိုက်နိုင်လို့ဒဏ်ရာရသူမရှိပဲဝရုံသုံးကားဖြစ်ရပြီးဆုံးသွားခဲ့ပါတယ်လက်ရှိမှာလူမှုရေးတက်ကြွလှုပ်ရှားသူတွေကနေတဆင့်ကလေးတငယ်ဆောက်ရှောက်ရေးကေဟာကိုအကြောင်းကြားထားပါတယ်သက်ဆိုင်ရာအဖွဲ့အစည်းတွေကဒီကလေးရဲ့မိသားစုနောက်ခံတဲ့ယခုလိုကျောင်းတွင်အကြမ်းဖက်မှုအပြုအမူတွေဘာကြောင့်ဖြစ်လာရလဲဆိုတာကိုစုံစမ်းစစ်ဆေးပြီးကျောင်းရဲ့လုံခြုံရေးနဲ့ကလေးကိုစိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းထောင်ပေးဖို့ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်